สวัสดีครับမင်္ဂလာပါဒီနေ့လုပ်ငန်းခွင်သုံးထိုင်းစကားလုံးတွေကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်သွားပေးဖို့ပြောကြားချင်ပါတယ်ဥစွာပထမပေါ့နော်အလုပ်ကိုထိုင်းလို့งานလို့ပြောမှာဖြစ်ပါတယ်งานဆိုတာကအလုပ်လုပ်တဲ့ကိုทำงานလို့ပြောမှာဖြစ်ပါတယ်အလုပ်လာစမှတ်တယ်သို့မဟုတ်အလုပ်လာရှောက်တယ်အဲ့ဆိုရင်ဘယ်လိုပြောမလဲมาสมัครงานมาสมัครงานလို့ပြောမှာဖြစ်ပါတယ်มาဆိုတာကလာတယ်စမှတ်ဆိုတာကရှောက်တယ်เนาะသို့မဟုတ်လာစမှတ်တာเนาะအခုတော်များပြောတာကစမှတ်တာအလုပ်ရှောက်တယ်ဆိုပေမဲ့အလုပ်လာစမှတ်တာပဲงานဆိုတာကအလုပ်ပေါ့เนาะဟုတ်ပါပြီมาสมัครงานဆိုတာကအလုပ်လာစမှတ်တယ်သို့မဟုတ်အလုပ်လာရှောက်တယ်ကဲနောက်တစ်လုံးကတော့အလုပ်ပဲချိန်ဝင်တာလဲเข้างานกี่โมงเข้างานกี่โมงเข้างานกี่โมงအလုပ်ပဲနှစ်နာရီဝင်တာလဲအလုပ်ပဲအချိန်ဝင်တာလဲเข้างานဆိုတာကအလုပ်ဝင်တယ်เนาะเข้าဆိုတာကဝင်တယ်งานဆိုတာကအလုပ်กี่ဆိုတာကသူကအရှိအတွက်ကိုမေးတာဖြစ်ပါတယ်အဲ့ဒီกี่ရဲ့အနောက်မှာကိုပြောချင်တဲ့အရေးအတွက်လူလားအချိန်လားအရာဝတ္ထုပစ္စည်းလားအကုန်ထည့်လို့ရတယ်เนาะတကယ်လို့အဲ့ဒီနေရာမှာကိုကအချိန်ပြောချင်တဲ့အတွက်ကြောင့်ကိုကအချိန်ထည့်လိုက်မယ်กี่โมงဆိုတာဒါကဘယ်နှစ်နာရီလဲတကယ်လို့အရာဝတ္ထုပစ္စည်းဆိုရင်ဘယ်နှစ်ခုလဲဆိုရင်กี่อันလူဆိုရင်กี่คนဟုတ်ပါပြီအဲ့လိုသဘောတရားပေါ့เนาะအဲ့ဒါကြောင့်အလုပ်ပဲချိန်ဝင်တယ်ဟိုเข้างานกี่โมงအလုပ်ပဲချိန်ဝင်လဲပြီးရင်เลิกงานกี่โมงเลิกงานกี่โมงเลิกงานกี่โมงเนาะเลิกงานဆိုတာကအလုပ်သိတယ်กี่โมงဆိုလားกี่โมงဆိုရင်ဘယ်အချိန်လဲအဲ့ဒါကြောင့်เลิกงานกี่โมงဆိုရင်ဘယ်အချိန်အလုပ်သိမ်းတာလဲလို့အဓိပ္ပာယ်ရပါတယ်ကဲနောက်တစ်ခုကတော့ဘယ်နေ့နားလဲหยุดวันไหนหยุดวันไหนหยุดဆိုတာကနားတယ်သူမဟုတ်ရက်တယ်အဲ့လိုအဓိပ္ပာယ်ရပါတယ်วันဆိုတာကနေ့သူမဟုတ်ရက်ပေါ့နော်နိုင်วันไหนဆိုတာကနိုင်ဆိုတာကလဲဒါကမိကုံးမိတဲ့စကားလုံးပေါ့နော်အဲ့ဒါကြောင့်วันไหนဆိုတာကဘယ်နေ့လဲပြောပါတယ်အဲ့ဒါကြောင့်หยุดวันไหนဆိုရင်ဘယ်နေ့နားလဲဘယ်ရက်နားလဲလို့အဓိပ္ပာယ်ရပါတယ်ကဲနောက်ထပ်ဘာတွေရှိသေးလဲလောက်အားခဘယ်လောက်လဲဒါကနော်လောက်အားခဘယ်လောက်လဲကိုထိုင်းလို့ค่าแรงเท่าไหร่ค่าแรงเท่าไหร่ค่าแรงเท่าไหร่เนาะค่าแรงဆိုတာလောက်အားကเท่าไหร่ဆိုတာကဘယ်လောက်လဲเนาะအဲ့ဒါကြောင့်ค่าแรงเท่าไหร่ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလောက်အားကဘယ်လောက်လဲလို့ဆိုလိုခြင်းဖြစ်ပါတယ်OT ရှိလားมี OT ไหมมี OT ไหมมีဆိုတာကရှိတယ် OT ဆိုတာက OT มี OT ไหมဆိုတာကလာပါเนาะဒါကမေးအမေးစကားလုံးဖြစ်ပါတယ်เนาะကဲအဲ့ဒါကြောင့်มี OT ไหมဆိုတာက OT ရှိလားလို့အဓိပ္ပာယ်ရပါတယ်ကဲနောက်ထပ်ဘာတွေရှိသေးလဲဆိုတော့လောက်တက်လားကိုทำเป็นไหมทำเป็นไหมทำဆိုတာကလောက်တယ်เป็นဆိုတာကတက်တယ်သို့မဟုတ်ဖြစ်တယ်ပေါ့နော်ทำเป็นဆိုတာလောက်တက်လားအဲ့လိုပေါ့နော်ไหมဆိုတာကလားအဲ့ဒါကြောင့်ทำเป็นไหมဆိုတဲ့စကားလုံးမှာလောက်တက်လားလို့အဓိပ္ပာယ်ရပါတယ်ပြီးရင်လောက်ဖူးလားเคยทำไหมเคยเนาะเคမဟုတ်เนาะအနောက်မှာရပ်လက်အတတ်ပါတယ်เคยทำไหมเคยทำไหมဆိုတာလောက်ဖူးလားเนาะဟုတ်ပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်ဒီဗီဒီယိုကတင့်အတွက်အကျိုးတစ်စုံတရာရှိခဲ့မယ်ဆိုရင် like တင် share လုပ်ဖို့မမေ့ပါနဲ့သိချင်တဲ့စကားလုံးများရှိရင် comment မှာရေးပြီးတော့မေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်